လူတွေကဘသူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတယ်တကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာဒါကိုလူတွေမျက်စိလဲသွားတယ်ကြည့်လေစဉ်းစားကြည့်မေတ္တာဆိုတာဆွန့်လွတ်နိုင်တယ်တွေ့တာမနေဘူးတဏှာကမဆွန့်လွတ်နိုင်ဘူးအမှန်တမ်းကွဲပြားခြားနားမှုတွေရှိတယ်တဏှာချစ်နဲ့မေတ္တာချစ်တဏှာချစ်ကပူလောင်တယ်မေတ္တာချစ်ကအေးမြတယ်မေတ္တာဆိုတာအတွေ့အတာကင်းတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သဘောပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက်စဉ်းစားကြည့်လေ